ဓမ္မတွေဘယ်ဘဝကလာကြသလဲလို့မေးလို့ရှိရင်ဖြင့်မသိပါဘူးဗျာလို့တပွဲလုံးဖြေကြဘယ်ဘဝကလာကြသလဲမသိပါဘူးဩမသိတဲ့စီကလာကြတယ်ဒီကဘောဘယ်ကလာပါလဲခက်လိုက်တယ်ဖြစ်ချင်းကိုလာတယ်လားကိုလာတဲ့နေရာလဲကိုမသိဘူးဆိုတဲ့အိဗယ်ကလည်းဘယ်နဲ့ဖြစ်နေကြတာတုံးလို့မေးလို့ရှိရင်ပြန်မသိလို့မသိတာရှောက်ရပါတယ်ဖရာဆိုတာဒါပဲဖြေထွက်မှာပဲကောင်းပြီတရားဓမ္မတွေဒီဘက်ကသုတ္တေမနေသိလုံးလို့ရှိရင်လည်းဘယ်သွားကြရမှာတုံးလို့မေးပြန်လို့ရှိရင်လည်းမသိပါဘူးဖရာပဲဖြေရဩခက်လိုက်တယ်ဖြစ်ချင်းဘယ်ကလာလို့ဘယ်သွားရမှာမသိဘူးဆိုတော့စကားတော့အယုတ်ဆိုးတာတော့ဖြင့်ရှိမှထင်ပါဘူးဘုကမောဘယ်ကလာလို့ဘယ်သွားမှမသိဘူးလေဘယ်နဲ့ဖြစ်နေကြတော့မသိလို့ပဲဘယ်ကလာလို့ဘယ်သွားရမှမသိဘူးဆိုတော့မောင်ကိုတို့လူစုတော့ခက်နေပြီကွဘယ်ကလာတော့မေးရင်တော့မသိပါဘူးဖေဟာဘယ်သွားရမှာတော့အမလည်းမသိတယ်လည်းပေါ်လာကြည်လားဘုကမောင်မသိတယ်ကမိုးပေါက်နေပြီဓာတိဘဝရင်လာလို့ဆိုလို့ရှိရင်ဖြင့်နောက်တုံးဘဝတွေကလည်းမသိရကလာပြီးမသိရကြီးသွားနေရတာပဲဆိုတဲ့အိဗယ်အရှင်းလင်းပြီးဒီကလာနေတော့တယ်အဲ့တော့ဓမ္မတို့တခါဘုန်းကြီးကပဲဆက်မေးပြန်တယ်တဲ့ဓမ္မဗရမလာတဲ့ရကန်းတယ်မှာလေကုမာရီတို့ဝတ္ထုကိုထောက်လိုက်လို့ရှိရင်လည်းသိတာပါတယ်သိရမှာဓမ္မတွေမသိဘူးလားလို့မေးလို့ရှိရင်ဘယ်နဲ့ဖြေကြသိရမှာတော့လားအသိတာဩသိရမှာတော့လားသိတာတစ်ချက်ကတော့လည်းရှိတာပဲဘယ်ကလာမှန်းလည်းမသိဘယ်သွားမှန်းလည်းမသိသိရမှာသိရလားဆိုတော့သိပါတယ်ဖေဟာဆိုတော့သိတာကလည်းအမှန်သားပဲခဏကြီးရတဲ့သိရမယ်ဆိုတော့သိနေကြတယ်နော်သိပင်သိ냐တော့လေတဲ့မသိတာလေးတစ်ချက်ကရှိနေပြန်သိတဲ့ထဲကမသိတာလေးတစ်ချက်ကဒကာဝါတို့မောင်ကိုတို့ခမောင်တို့ရှိနေသေးတယ်သိရမယ်အချိန်ကာလသိကြရဲ့လားလို့မေးပြန်တော့ဩဒါဖြင့်ဒကာဓမ္မတို့အချိန်သာမသိတာသိရမှာတော့သိတယ်ဆိုတာရှင်းနေဒါဖြင့်ဒကာဓမ္မတို့ပြန်မေးပါဦးဘယ်ကလာကြသလဲဘယ်သွားကြမှာလဲသိရမှာတော့သိရလားအချိန်တော့သိကြရဲ့လားဒကာဓမ္မတွေဒီလိုခမရတဲ့တက်တို့မှာဖြင့်ခက်ပြီးဒီကလာနေတာကဘယ်ကလာမှန်းလည်းမသိဘယ်သေးစုဒီမနေသေးလုံးတဲ့ခါကြလို့ရှင်ဘယ်သွားရမှန်းလည်းမသိသိရမှာတော့လေခန္ဓာရတဲ့ကသိရသိရမယ်အချိန်ကာလကြည့်လိုက်ပြန်တော့မသိပြန်ဘူးတဲ့ဒါဖြင့်ဒကာဓမ္မတို့ဒီလိုလုပ်ကြကြတော့ဘယ်ကလာတယ်မသိတာတော့ဖြင့်အသာထားဘယ်သွားရမယ်ဆိုတဲ့သိဖို့ရအလုပ်ကတော့လုံးမယ်ဆိုရင်ရတယ်ဘယ်သွားရမယ်ဆိုတဲ့သိတဲ့အလုပ်ကတော့လုံးရင်ရသေးတယ်ဆိုတော့ဒီနည်းလေးတလန်းတနည်းပဖုံရှိသေးတဲ့အတွက်ကောင်းသေးတော့တယ်ဆိုတဲ့အဓိပ္ပာယ်လေးရသေးနော်အဲ့ဒါဒီလိုလုပ်ကြလိမ့်မယ်ဒကာဓမ္မတို့ဘယ်လိုလုပ်ရမှာတော့မေးတဲ့အခါကျတော့လာတာမသိလို့ရှင်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ကျွတ်တော့လုပ်ထားရမယ်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ဘာပါလိမ့်လုပ်ထားရမယ်လို့ဆိုတဲ့ဥစ္စာဒကာဓမ္မတို့အလွန်ရန်ကိုပဲအရေးကြီးပါတယ်ဆိုတာမှတ်ထားစမ်းပါဦးသိတော့မယ်ဆိုတော့စာလို့သုံးရင်ကံကမ္မနမိတ်ဂရိနမိတ်၃ပါးတစ်ပါးပါထင်ရတယ်လို့ဆိုတော့စိတ်ဓာတ်သူကြွယ်တော့ကြတော့စိတ်ဓာတ်သူကြွယ်တော့ကြတဲ့အခါကြတော့ရှင်းဖြင့်တဲ့ဒကာဓမ္မတို့သူတို့ဒီကားလို့ရှင်ကိုခိုင်းလုံးတဲ့ဝိပဿနာပညာမဲ့ပညာတွေအလုပ်ကိုလုပ်ထားလိုက်တဲ့အတွက်ဒီကသစ်ပင်ဆောင်နာအမျိုးမျိုးအဆောင်တဲ့နတ်တွေကစိတ်ဓာတ်သူကြွယ်သင်သေးတော့မှာပဲသီလတော်စေတောပဏိဝိသုဒ္ဓတာဆိုတဲ့အတိုင်းမင်းဒီကားလို့ရှင်သီလလည်းပြည့်စုံတယ်စိတ်တောင့်တတိုင်းပြည့်စုံနိုင်ပါတယ်ဒါကြောင့်မင်းဒီကားလည်းစကြဝဠာမင်းယူပါစကြဝဠာမင်းယူပါလို့ဆိုတော့စိတ်ဓာတ်သူကြွယ်ကဥပယေတံပိအနိစ္စံလို့ပြောလိုက်တံပိတို့စကြဝဠာမင်း
မင်းစိစိန်ဒီလေးအကယ်ရအောင်ယူရင်ရပါတယ်တံပိထွေရလတံဖြစ်တဲ့စကြဝဠာမင်းစိစိန်ဒီလေးအနိစ္စအနိစ္စပဲတံပိထိုစကြဝဠာမင်းစိစိန်ဒီလေးဒုက္ခဒုက္ခပဲလို့သံယုပါဠိတော်များလာထားတော့တံပိထိုစကြဝဠာမင်းစိစိန်ဒီလေးအနတ္တအနတ္တပဲဘာဟာယတန်ထိုတရားကိုဘာဟာယပယ်၍ခမိတ်သန်းသွားမယ်ဆိုတော့ဒါရင်ငါပယ်သွားမယ်လို့ဆိုတော့သူသေမကိစ္စလာပြောနေကြတာဒါတွေပယ်ပြီးကျုပ်သွားမယ်လို့ပြောတော့သူသေရမှသိတယ်သွားရမယ်ကိစ္စသူသိဒကာဓမ္မတို့ဘာသိပါလဲဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းဟောဒီနည်းရှိတာပဲလို့စိတ်ထဲမှာအောက်မေ့ကြရမယ်နည်းရှိတယ်နော်နည်းရှိတယ်တဲ့ခொနကမေးလိုက်တော့ဒကာဓမ္မတွေဘက်ကလာကြသလုံးဆိုတော့ဘယ်နဲ့လဲမသိပါဘူးခင်ဗျာတဲ့ဒီဘဝသုတ္တမလေးသေးလုံးလို့ရှိရင်ဘယ်သွားမှာတုံးလို့မေးပြန်တော့လေအဲ့ဒါဒကာဓမ္မတွေကိုသိတဲ့နေလုံးမထားလို့မသိပါဘူးခင်ဗျာလို့ဆိုတဲ့အဓိပ္ပာယ်ရဘာလုံးမထားလို့ပါလိမ့်သိတဲ့နေလုံးမထားတဲ့တွေ့တဲ့ဒကာဓမ္မတွေမသိပါဘူးခင်ဗျာတွေသာများနေတော့ဟောသိရမှာတော့သိရချိန်လေးလည်းမသိကြသေးသွားရမယ်လမ်းခေးကိုလည်းမသိသေးဟာသိအောင်လုပ်တဲ့ဤကျွတ်တို့လှုပ်ထားဖို့အရေးဟာကျွတ်တို့အရေးပဲဆိုတာဒကာဝါတို့မောင်ကိုတို့ခမောင်တို့ဒကာသစ်တို့ကိုမှတ်ကြမှာဒါဖြင့်ဒီဥစ္စာသိရမှာသိရလားလို့မေးတော့ဒကာဓမ္မတွေကဘယ်နဲ့ဖြေတယ်သိပြီဒီကာလဒကာဓမ္မတို့ဘယ်သွားရမှာတုံးဆိုတော့မသိဘူးလို့ဒကာဓမ္မတွေကတရားတော်လုံးပဲသုံးလိုက်ပါတယ်အဲ့ဒါသိအောင်လုပ်လို့ရှိရင်လည်းသိပါတယ်ရှင်းမလားသိအောင်လုပ်တဲ့ပုဂ္ဂိုလ်များသေကံဤကြတော့ဟိုဓမ္မဝရမှာလာတဲ့ဥပဒကကြီးတွေများထောက်ကြည့်တဲ့အခါကျတော့တုတ်တိရဏပြေကယထာကလာဆိုင်နေတယ်အာဝရိန္ဒာကလာဆိုင်နေတယ်ယထာတွေလာဆိုင်နေတယ်ယထာတွေကကျုပ်ယထာလိုက်ပါသူယထာလိုက်ပါနဲ့သေကံဤများဥက္ကမမခေါ်ကြဘူးလားဗျဟေးရကြပါအောင်ရကြပါအောင်လို့အောက်ကနေမအော်ရဘူးလားအဲ့ဒီအော်ရတဲ့နေရာဌာနသာသမီတွေကတောင်မှအထင်လွဲလို့အဖေကြောင်ကြရမ်းမပြောပါနဲ့လို့တောင်းမှကြသေးတယ်ဟင်ဟာငါကြောင်ကြရမ်းပြောတာမဟုတ်ဘူးယထာတွေကသူယထာလိုက်ပါငါယထာလိုက်ပါဆိုတဲ့ဥစ္စာသူသွားရမယ်လမ်းသိနေတာကိုဗျာသူဒီသွားမယ်လမ်းလည်းသိတယ်ခொနကစိတ်ဓာတ်သူကြွယ်တော့ကြတယ်လေနိဗ္ဗာန်သွားရမယ်လမ်းဒီအနိစ္စတွေမလိုချင်ပါဘူးနိစ္စနိဗ္ဗာန်သာလိုချင်ပါတယ်နိစ္စနိဗ္ဗာန်ရှိသာသွားပါမယ်ဆိုတာလေသင်ရှားပြီးဒီကလာနေတော့ဩသူဒီဘယ်ကလာခဲ့တာတော့မသိညာတော့လေဘယ်သွားရမယ်ဆိုတာတော့သိအောင်ဒကာဓမ္မတို့လှုပ်ထားဖို့သင့်ပါတယ်သွားရမယ်ခရီးကိုလှုပ်ထားဖို့တော့ဖြစ်မလျှော့ကြနဲ့နော်ကိုလှုပ်ရင်ကိုရတာပဲကိုလှုပ်ရင်ဒါကြောင့်အဲ့တော့ခွန်ကြီးကဒီဒကာဓမ္မတွေဆုံးမကျင်တာကဩဘယ်ကလာမှန်းလည်းမသိဘယ်သွားရမှန်းလည်းမသိသိရမှာတော့သိရလားဆိုတော့သိပါတယ်အချိန်သိပါရဲ့လားဆိုတော့လည်းမသိဘူးတဲ့အခုဒကာဓမ္မတွေဥပဒနာလို့ဒါနသီလတွေကြီးကျယ်ကျယ်ကဲငါလည်းသိတော့မှာပဲစွန့်မှာပဲကျဲမှာပဲဒါနသီလတွေလည်းလုပ်ရလိမ့်မယ်ဝိပဿနာမဉ္ဇဉ်ဆက်အောင်လဲလုပ်ရလိမ့်မယ်ဆိုတော့ဒါတွေကိုဒါနလည်းတွင်တွင်ကျယ်ကျယ်မလုပ်ဖြစ်သီလလည်းမြဲအောင်မလုပ်ဖြစ်ဥပဒနာလုပ်ကြည့်ကြပြန်တော့ချိန်ရွေးပြီးဒီကလာနေတာဒီဒကာဓမ္မတို့သိရမှာကအချိန်သိကြရလားသိရမှာတော့သိတယ်နော်အချိန်ကြတော့ဒါပြန်သိရမှာသိပြီအချိန်မသိတာနဲ့ဒါနလည်းရဲရဲမလုပ်သီလလည်းချောင်းပြောင်မစောက်ဝိပဿနာအလုပ်တွေကိုလည်းတွင်တွင်ကျယ်ကျယ်မလုပ်ဖဲနေတာဒကာဓမ္မတွေကိုမှားမှုကြီးမှားပြစ်ကြီးကြီးတယ်လို့ဆိုကြပါလို့ဥက္ကမောင်ဘာပြစ်ကြီးပါလဲမှားပြစ်ကြီးကြီးတယ်သိရမှာတော့မသိဘူးလားသိသလားဘာအချိန်လေးကြပြန်တော့အချိန်ကလေးမသိတာနဲ့ဖြင့်စင်ကြယ်လဲပြီးကာလသာယသမီးစီးပွားရေးနဲ့ချိန်တွေကုန်ခံပြီးဒီကာလဒါနရဲရဲမစွန့်သီလမြန်မြန်ကြီးမဆောက်တည်နိုင်ပဲနဲ့သမထဥပဒနာတွေကိုဆိုတာကိုလည်းဒကာဓမ္မတွေကရှောင်ဖယ်လုပ်နေတာဒီအချိန်ကလေးမသိတာနဲ့ဒကာဓမ္မတွေကားလို့ရှင်ဖြင့်မိုက်နေတာပဲမလိမ္မာမှုတွေပိုနေတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူးဒါကြောင့်ခမည်းတော်
တရားအထုတ်လို့တွင်တွင်ကြဲကြဲဖြစ်ပြီးဒီကလာသွားရလန်ခီအတိကြီးသိကျင်ကြလို့ရှိရင်ဖြင့်ဒီမရဏနုဒ္ဒတိကလေးလည်းမှတ်ထားပါဆိုတာကိုလည်းမှတ်ရတယ်နော်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ဆိုတာလေးအမျက်နှုံးပွင့်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်သဘောကျမုတ်ချတာသေးမှာမဟုတ်လားအချိန်တော့ပဲလိုတော့တယ်မဟုတ်လားအဲဒီဓမ္မတွေဒီကားလို့ဆိုရင်လူငယ်လေးတွေမှလည်းဘာသာလိုတော့သေးတော့သေးမှာပဲအချိန်ပိုင်းလေးကြံတော့လူကြီးတွေမှာရောဒီချိန်ပိုင်းအတွင်းမှာကျွတ်တို့ဒီကားလို့ဆိုလို့ရှိရင်မနေ့ကပြောသလိုသုတ်တန်သွားရင်ပြေးလွှားသုတ်တန်လွတ်တဲ့နေရာဌာနဒီဘဝသာရောက်ခံမယ်နောက်မရောက်အောင်ကြိုးစားမယ်ဆိုတာဒီသုတ်တန်သွားရင်ကြိုးစားမယ်ဆိုတာကိုလည်းမနေ့ကပြောခဲ့ပါတယ်ဒါကြောင့်တရားဓမ္မတို့ငါသည်မုတ်ချက်သေးရမည်ချိန်ပိုင်းသာလိုတော့သည်ဆိုတာကိုနှလုံးသွင်းဖို့ပြောပါတယ်ဟာချိန်ပိုင်းသာလိုတော့တယ်ဆိုရင်မြန်မြန်ကြိုးစားလိုက်မှပဲဆိုပြီးကာလသွားရလန်ခေသိအောင်မြန်မြန်ကြိုးစားလိုက်မှပဲဆိုတဲ့ဝရိယတွေပြင်းထန်လာပါလိမ့်မယ်နော်ကဲသုံးခေါက်လောက်ဆိုကြစမ်းပါဦးကဲတရားဓမ္မတွေကိုယ်အိဗယ်ကိုရှင်းကြရလားငါဒီပါတယ်တော့သိမှတော့သိချာချာပဲနော်ဒါကြောင့်ဓာရသမန္တသယေဘာလယေသဗန္တိတာအတ္တစေဝတရိဋ္ဌာသသဗ္ဗေမေစုပရာယနာလို့ငယ်တဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာမန္တကြီးတဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာနော်ယေဘာလယေသဗန္တိတာလူမိုက်တွေလည်းသိမှာပဲကွာလူပညာရှိတွေရောအတ္တစေဝတရိဋ္ဌာဆိုတဲ့ဆင်းရဲသားကိုသူကျွယ်တွေကိုသဗ္ဗေမေစုပရာယနာတဲ့သေမင်းစီမှာသွားပြီးခန္ဓာကိုယ်နဲ့ခွန်ဆက်ကြရမှာကြီးပါပဲသင်မင်းလက်တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြပါအဲ့ဒါကြောင့်ဒီထဲမှာအခုပြောတဲ့6မျိုးတဲ့ဖြင့်မများတော့ပါဘူးငယ်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်ကြီးတဲ့ပုဂ္ဂိုလ်ကောမိုက်တဲ့ပုဂ္ဂိုလ်လည်းလိမ္မာတဲ့ပုဂ္ဂိုလ်ကောပစ္စည်းပါရှားတဲ့ပုဂ္ဂိုလ်ပစ္စည်းကြွယ်ဝတဲ့ပုဂ္ဂိုလ်ကောဘာပဲပါဒီ6မျိုးဟာနောက်ဆုံးပဲသင်မင်းကောင်းစင်အရမှာကြီးပဲသင်မင်းကိုအဲ့ဒါကြောင့်သင်မင်းကြီးကောင်းစင်အပ်ရတဲ့ဘဝတွေကများလုံးလို့ဒကာဓမ္မတို့တော်ပြီတံပြီသင်မင်းစဘဝဘဖြစ်ဖြင့်ကျွတ်တို့အလွတ်ပဲရှောင်းပါတော့မယ်ဆိုပြီးဒီကလာဒကာဓမ္မတို့သေသည်ချမ်းမဲ့နဲ့စိတ်ဓာတ်သူကျွယ်တို့လို့လောကစည်းစိမ်တွေအကုန်ဒိဋ္ဌကြီးပဲနိဗ္ဗာန်သာရင်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရအောင်တခါတည်းကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုန်းကြီးတို့ဒကာဓမ္မတွေဒါနသီလသမထဥပဒနာတွေအကုန်ကြိုးစားရတော့မယ်ဆိုတဲ့ဥစ္စာယနေ့ဟောပါတယ်ရှင်းပြီနော်ကဲဒါဖြင့်ဒကာဓမ္မတွေကတရားတော့နားနေကြတာပဲဘုန်းကြီးကလည်းတရားဟောနေတာပဲပြတရားမိချိန်မင်းသာလိုတော့သည်ဆိုတာလေးကိုနှလုံးသွင်းကြပါနှလုံးသွင်းလိုက်တဲ့အခါကျတော့ခொနဲ့ကဂိုင်လာရဂရိသိတဲ့အလုပ်ကိုနိဗ္ဗာန်အထာတောဂရိလို့ဒီနေ့ကလည်းပြောခဲ့တယ်နော်နိဗ္ဗာန်တရားနာပုဂ္ဂိုလ်တို့ဤလာရဂရိဆိုတာလည်းပြောခဲ့တယ်အဲ့တော့ဂရိမြဲအောင်ဒကာဓမ္မတို့နိဗ္ဗာန်မရသေးတောင်မှသုဂတိရအောင်သုဂတိကနေပြီးဒီကလာအောက်ပြန်မလဲပဲနဲ့နိဗ္ဗာန်ကူးအောင်မလုပ်ဖို့ဖြင့်ဒီကနေ့မှာသွားရလန်ခီယထာတွေကခေါ်သလိုနိဗ္ဗာန်အာယုံပြုတ်နိုင်သလိုဒကာဓမ္မတို့ဒီတဲ့ကြိုးစားရမှာပဲဒါဖြင့်အချိန်ပိုင်းတွင်ကြိုးစားရမှာပေါ့ခင်ဗျားတို့ကဘာပဲလို့တော့ငါသည်မုတ်ချသေးရမည်ချိန်ပိုင်းသာလို့တော့သည်ဒါဖြင့်ဒီချိန်ပိုင်းလေးအတွင်းမှာပဲဒကာဓမ္မတို့ဘာလို့ရမှာလဲကြိုးစားရမယ်ဥက္ကမောင်ရေလာရသိဖို့ကြိုးစားရမယ်ဘယ်ချိန်ကြိုးစားမှာပဲဒီချိန်ပိုင်းလေးအတွင်းမှာဒါဖြင့်ဘုန်းကြီးပြောနေကြစကားတိုင်းဒကာဓမ္မတွေသုံးရလို့ရှင်းပြန်အသေးကမဥပဲနဲ့ဉာဏ်ကဥအောင်လုပ်လိုက်ပါအသေးကမဥပဲနဲ့ခန္ဓာကိုယ်ကြီးအသေးပဲကြီးတခါတည်းကိုင်းနေပါတယ်ဉာဏ်ကတခါတည်းဒကာဓမ္မတွေကကိုင်းတာမင်းကိုင်းတာတော့ကိုင်းတာပေါ့ကွာတခါပဲကိုင်းခါမကွာနောက်ကိုဖြင့်ဒီမင်းခွန်ဆက်တယ်လို့မလုပ်တော့ပါဘူးဆိုတော့မသေးရမှန်ပြိနိဗ္ဗာန်ကိုဒကာဓမ္မတွေတခါတည်းမရောက်ကြိုးစားတော့မယ်ဆိုတာသဘောပါမသေးရမှန်ပြိနိဗ္ဗာန်ဆိုတာရှားမဟုတ်ဘူးအထုတ်လိုက်တဲ့ခါကြလို့ရှိရင်ဖြင့်နိဗ္ဗာန်မြင်တဲ့အမြင်ရပြီးတဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်ဖြင့်သောတာပန်အမြင်ဖြစ်
ဘယ်လေးပါးနမိတ်တွေကမထင်လားလို့သူ့အတိနမိတ်တွေသာထင်လားပြီးဥက္ကမောင်ရေသွားရလမ်းခီသိပါတယ်သဘောကျကြအရာကနာဂံယန္တာတို့ပါလေထို့အတူပဲကိုသွားရကိုသိကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းကြပါလားဒါဖြင့်ဘယ်ကလာကြသရုံမသိပါဘူးဘယ်သွားကြမှာတုံးလို့မေးရင်အဲ့ဒါသိအောင်လို့ရှင်းကြလားအဲ့ဒါကြောင့်တဲ့တရားဓမ္မတို့ခင်ဗျားတို့ဘုန်းကြီးတို့အားလုံးတရားနာကြတဲ့သံဃာတော်တွေရောတရားဓမ္မတွေရောဘုန်းကြီးတို့ရောအချိန်ပိုင်းမဲ့လို့ကြပါတော့တယ်ဘာလို့ကြတော့အချိန်ပိုင်းမဲ့ဘုန်းကြီးတို့တရားဓမ္မတွေလို့ကြတော့အိမ်မှာလဲဒီဦးနဲ့တူစကားများကြပါနော်ကြောက်ကြရဖြစ်ကြတော့မယ်ဆိုလို့ရှိရင်အိုးအချိန်ပိုင်းနဲ့လို့တဲ့သေကံနီးကဒီပြောမျိုးပြောရသလားလို့ကိုယ့်ကိုယ်ကိုလည်းဆုံးမှာပါအချိန်ပိုင်းလို့တဲ့သေကံနီးတွေမဟုတ်လားဗျာအဲ့ဒါတယောက်နဲ့တယောက်ညင်မဖြစ်စေသာသမီဖြစ်စေမိမိဘနဲ့ဖြစ်စေဆွေမျိုးညာတကနဲ့ဖြစ်စေမိတ်သင်္ကနဲ့ဖြစ်စေကျန်ကျန်သာပြောမယ်ဆိုမယ်လို့ကြည့်လိုက်လို့ရှိရင်ခொနဲ့ငါဒီမဟုတ်ချသေးရမီအချိန်ပိုင်းသာလို့ဒီအချိန်ပိုင်းလို့တဲ့ဆိုတာသေကံနီးပြောတာအချိန်ပိုင်းလို့တဲ့ဆိုတာဘာပါလိမ့်ဟုတ်တဲ့သေကံနီးကတရားဓမ္မတို့ကျွတ်တော့ခမရတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်လောဘဒေါသမောဟသိမ့်ပြီးဒီကာလသွားရလံခီသိဖို့ရအလုတ်တာရေးကြီးလုတ်ပါတော့အခုတရားဓမ္မတွေကဘုန်းကြီးဆုံးမကျန်တာကရှေ့ပိုင်းမှာနော်သေကံဤတွေကသေကံဝေးငဲ့နေတာခက်တယ်ဘာခက်နေပါလဲသေကံဤကသေကံဝေးငဲ့နေတာခက်တယ်ဥက္ကမောဘာခက်နေအသက်တိုင်းနေရလို့ရှိရင်ဥက္ကမောင်နဲ့သားနဲ့ဆိုလို့ရှိရင်ပြေဥက္ကမောင်ကသေကံဤသားကဘယ်နဲ့ကြောင့်ဥက္ကမောင်ကြီးတွေသူတော်ကောင်းလို့မလုံနိုင်ပါလိမ့်မလဲမောင်ကိုတော့မလုံနိုင်ပါလိမ့်မလဲတွင်တွင်ကြဲကြဲမလုံပါလိမ့်တကားတော့မလုံပါလိမ့်မလို့မေးလိုက်တဲ့အခါကျဟောဒီလက်ညှိုးထိုးပြတာကသေကံဝေးထိုးပြလိုက်ဘာထိုးပြလိုက်အမလေးဒါဖြင့်ဒကာဓမ္မတို့သေကံဝေးဆိုတဲ့ဥစ္စာအသက်တိုင်းနေသူကဝေးပါလေအသက်တိုင်းနေရင်ပေါ့ဗျာအဲ့ဒါသေကံသီးတွေကပြန်ငဲ့ပြီးဒီကလာနေတာဒီဒါအမိုက်တစ်မျိုးပူတာပဲလို့ဆိုလို့ရှိရင်မလွယ်ပါဘူးဘယ်လိုဆိုကြပါမလဲအမိုက်တစ်မျိုးပူနေတယ်လို့ဒကာဓမ္မတွေဆိုလိုက်လို့မနာပါနဲ့နော်ဘာကြောင့်လဲဆိုတော့ကိုကအသက်တိုင်းနေတော့သေကံကကြီးတယ်သေကံကနီးတယ်ဆိုတာယုံပါတန်တရားရှိကြလို့သေးလားသားငယ်သမီးငယ်မြင်းငယ်တွေကတော့အစဉ်တိုင်းသာကျွတ်တို့တိုင်းသာနေသွားရမယ်ဆိုရင်သူတို့ကသေကံဝေးပါသေးတယ်အခုတရားဓမ္မတွေသူကိုယ့်အလုပ်မလုပ်နိုင်တာသေကံနည်းတွေကကိုယ့်အလုပ်မလုပ်နိုင်တာသေကံဝေးငဲ့နေလို့ဥက္ကမောင်ဘယ်နဲ့ဆိုပါကြားလို့မှကောင်းနိုင်တယ်ရှိကြရလားကိုကမရှက်ရင်တော့မပြောတတ်ဘူးပေါ့ဗျာရှက်မယ်ဆိုလို့ရှိရင်ဟိုသေကံနည်းကသေကံဝေးတွေငဲ့နေလို့သေကံဤအလုပ်မလုပ်ဘူးအသေးလွတ်တဲ့အလုပ်ကိုမလုပ်ဘူးဟေးဆိုတဲ့ဥစ္စာဥဝါတို့မောင်ကိုတို့အတော်လွဲပါလားမလွဲဘူးလားဒါကြောင့်ဘုန်းကြီးကဥမာပြောရဘုန်းကြီးတို့ဒကာဓမ္မတွေဥမာပြောရကိုကတော့ဖြင့်မရဏရေတွေနစ်လို့မရဏဆိုတဲ့ရေတွေနစ်လို့ပါဇနာရောက်နေပြီကလေးသူငယ်ကိုမွေးထားတဲ့ကလေးသူငယ်လူမတူတန်းတော်ငယ်တွေကကုန်းပေါ်ကနေကိုကရေထဲမှာနစ်နေလို့ပါဇနာတောင်ရေဝင်တော့မယ်ပါဇရေဝင်ရင်သေကံမနည်းသေးဘူးလားဒီမှာလည်းခင်ဗျားတို့နေကြရတာကြာတော့မရဏရေတွေကလွှမ်းမိုးလာတော့ဒီနေ့မရဏရေတွေကြောင့်သေကံနည်းဖြစ်လို့ပါဇနာရောက်ပြီးရေဝင်နှုတ်ပါပြီဘုရားမောင်မွန်းလူသေးဘူးလားအဲ့ဒီရေနဲ့နေတဲ့ပါဇနာရောက်နေတဲ့ပုဂ္ဂိုလ်ကကုန်းဝါလူတွေအတွက်စိတ်မချလို့ကျုပ်ပြန်ခဲကြီးခဲ့ဘောလို့ကုန်းဝါလူတွေများတိုင်ပြီးဒီကလာအတန်ကုန်ဟိပြီးဒီကလာအော်ပြောနေကြမှာဆိုရေတွေကလူအယူဖြစ်လိမ့်ကိုယ်အသေးလွတ်တော့ကိုရှာတာမဟုတ်ဘဲနဲ့ကုန်းဘောကသေကံဝေးတွေအတွက်ကြည့်ပြီးဒီကလာသူစကားပြောနေတယ်ဆိုရဲဥက္ကမောရေတွေကလူအယူဘယ်နဲ့ဆိုကြပါရေတွေကလူကဒကာဓမ္မတွေဘယ်နဲ့ဆိုကြပါကိုယ်ရေးကိုလွတ်အောင်ယုံဖို့ရာကအရင်မကြည့်ဘူးလားကုန်းပေါ်မှာလွတ်နေတဲ့ကလေးတွေကအမတန်မှသူတို့မှချမ်းသာကြမ်းမာပြီးဒီကာလကုန်းပေါ်မှာသူတို့သွားလို့ရသွားလာလို့ရတယ်ကိုယ်ရေနဲ့နေလို့ပါဇက်ထဲတောင်ရေဝန်းလူပါပြီဒါကြောင့်ကုန်းပေါ်ကလူတွေတော့အော်တုံးဟစ်တုံးဆွေးရင်လုံးကြောင်းကြတော့ဗျာပါရတွေဖြစ်တုံးဆိုလို့ရှိရင်ဖြင့်ဩသေကံဝဲတွေအတွက်သေကံနီးက
ဗျာများနေလိုက်တာလို့ဆိုလိုက်မြည်လိုက်လို့ရှိရင်တကားဝတို့ဥက္ကမောင်းတို့မောင်းကိုတို့နာစရာမလိုပါဘူးကိုမိုက်တာပေါ်လားမပေါ်ကြဘူးလားသေကံဝေးကဘာငဲ့နေတာသေကံကြီးကသေကံဝေးငဲ့သေကံဝေးသေကံကြီးကဘာငဲ့သူကရင်နဲ့လို့ရေတံပါဇတ်ထဲဝင်လို့နေပြီနော်ကုန်းဘဝကလေးတွေအတွက်သူဒီကားလို့ဆိုရင်စိတ်နေတယ်ကြောက်ကြနေတယ်သူတို့အတွက်ကျုံမစိတ်မချဘူးလို့များပြောနေမယ်ဆိုရင်ဥက္ကမောင်ရေဥပဒေနဲ့ပဲကျုံတော့ရေထဲကလူဟာမိုက်တဲ့ပုံအယူပိုသေးတယ်မိုက်တဲ့ပုံမှာအယူပိုသေးတယ်လို့စွဲချက်တင်ကြပါစို့ဆိုလိုက်မဆိုလိုက်ခင်ဗျားတို့ကတော့သုံးပါမယ်ခင်ဗျားတို့တဏှာကခင်ဗျားတို့ဝင်ထဲမှာရှင်းနေဖြစ်နေရှိတဏှာကခင်ဗျားတို့ဝင်ထဲမှာရှင်းနေလိုက်နေမင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မလဲအမေတဏှာကမင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မလို့မင်းတည်တောင်ထားတာလည်းမဟုတ်ဘူးလားမင်းသာသေသွားလို့ရှင်ဒါတွေဝစီဖြေလိုက်တယ်လို့ကြင်ကြင်ဖြစ်ပေဘူးလားအမေတဏှာကဝင်ဟောဘုန်းကြီးကသာအခုသေကံဝေးကသေကံနည်းတွေသေကံနည်းတွေအတွက်သေကံနည်းကသေကံဝေးတွေအတွက်ပူးနေတယ်လို့ဘုန်းကြီးပြောတော့တာတရားကမှန်းနေတာအိမ်ကြလာတဲ့ခါကျတော့ခင်ဗျားတို့ကဘုန်းကြီးပြောတယ်လားဟုတ်ပါရဲ့ငါလည်းစဉ်းစားရအောင်မယ်မလားပဲဘူးလားဒါဘယ်လိုဝင်တရားဟောမယ်ထင်နော်ကဲဒါပြန်ဘုန်းကြီးကတော့ဒီလာတဲ့ခါမှာတဏှာကြီးပြောနေတာတဏှာကတော့အိမ်ဆောင်သူကြီးဖြစ်နေတော့ခင်ဗျားတို့ဟိုဘက်ပါမှာပါပဲဘုန်းကြီးအရှုံးပေးရအောင်ရပါတယ်အတော်ဆိုးနေပါလားတရားဓမ္မတို့အဲ့ဒါအိမ်ကြတော့ငါလိမ့်မာတာလားငါမိုက်တာလားဆိုတာဥက္ကမောင်ရေနှစ်ခုပေါ်လက်တင်စဉ်းစားကြဒီကလေးတွေနဲ့ရှေ့စားဖို့တောက်ဖို့နဲ့ဒီငွေရှားမှုကြီးနဲ့ဒီရောင်းဝယ်ကြီးပြတ်မှုနဲ့ဖြင့်ငါဖြင့်အိတ်တောင်ပြောဦးကွာခဲ့တာဆိုတော့သေကံကြီးကဘာသာထွက်လာသေကံကြီးကအယူတန်ထွက်လာပြန်ပြီဘယ်နဲ့ဆိုကြဟာသေကံလည်းနှီးသေးတယ်ဆိုတော့ယူတန်လည်းထွက်သေးတယ်ဆိုတော့အယူမသာချဝေရဖြင့်တော်နှီးနေပြီဘာမသားတွေဖြစ်ကုန်ကောင်းပါဘူးဗျာခင်ဗျားဆိုမသားဆိုရလဲအတုပဒီတဲကလည်းအတုပပုံမှာအယူကထနေပြန်တော့အယူမသားဖြင့်ဘုခမောင်ကောင်းသေးရဲ့အယူလည်းဖြစ်ပြန်မသားလည်းသေကံနည်းဆိုတော့သေတော့မသားဖြစ်ရမှာဗျာအဲ့တော့အယူမသားဆိုတော့လူပို့တော်မှာကောင်းနိုင်ကြရှိရလားဘုခမောင်အယူမသားများခင်ဗျားပို့ကျင်သေးရလားဟုတ်ကဲ့လားကြက်ကြက်စဉ်းစားကြစမ်းပါဒကာရမတာယူမသားနဲ့အကောင်းမသားကဘယ်ကများတော့ဒါမပို့ခြင်းဘူးတဲ့ဥက္ကမောင်ကြီးကသူပုတ်ကြတဲ့မသားတွေဘာမသားတွေပါလိမ့်သဘောပါကြဗလားအမတန်ဆိုးရပါတယ်ဆိုတာပေါ်ပြီနော်ခိုင်းဒါဖြင့်ဒကာရမတို့ဒီဟာတွေကရှေ့ပိုင်းကနေပြီးဒီကလာဒကာရမတွေဆရာဘုန်းကြီးဟောတာကိုအိမ်ကြလို့ရှင်တဏှာတရားဟောဆရာကဖြတ်လိုက်မယ်ဆိုတာသတိပေးလိုက်ဆရာဘုန်းကြီးနဲ့တကွအားလုံးသောမြတ်စွာဘုရားမြတ်စွာဘုရားသာသနာတော်တောက်လျှောက်သာပရိယတိသာသနာတွေအကုန်ဆောင်ပြီးဒီကလာလာတဲ့ပုဂ္ဂိုလ်တွေဘုရားဆရာကတလုံးမှမလဲအောင်ပြောနေတဲ့ပုဂ္ဂိုလ်တွေကဒကာတို့ဒကမတို့အမှန်ပြောတာခင်ဗျားတို့တဏှာကပြောတာအမှန်တန်ကောက်ကျစ်တဲ့စကားတဏှာကပြောတာကတော့ဘုရားနဲ့ကွာအခုသိလိမ္မာရှိတဲ့ပုဂ္ဂိုလ်တွေကပြောတာကတော့အမှန်တရားကိုအိမ်ကြလို့ရှိရင်ဖြင့်ဒီကနေပြီးလက်နဲ့ရင်တဏှာဟိုကနေအိမ်ကြချင်းနဲ့ဖြတ်လိုက်အဲ့ဒါကြက်ကြက်သတိထားစမ်းပါဖြတ်လိုက်မနော်အိမ်ရောက်တင်တဲ့ပြန်မော်ဒကာဘဝဆင်းကြမြင်သာဘဝဆင်းကြအမြင်မြင်ဆင်းနေတဲ့ပြန်တဲ့ထဲဘုရားအိတ်နေလားဘုရားကောင်းလေးသွားဆန်းလို့ဆန်းလောက်ကုန်ပြီခင်ဗျားတို့မလောက်ပဲဘူးလားဟိုချောင်းစောကံလေးကမကောင်းသေးပါဘူးဆိုပြီးဟိုနာသွားဒီနာသွားဟာဘာလောက်တာတုံးလို့မဲတဲ့ရှင်နေဟောဒီကလက်နဲ့ရေးလိုက်တာဟိုမှာတဏှာချီနဲ့ဖြတ်လိုက်တာနှလုံးကိုမသွင်းပြီးတော့ဘူးကျုပ်ပြန်ထိတ်ကနေပြာနဲ့သွားတာပဲဥက္ကမောင်ဒီဘက်လက်မသွားဘူးလားတဏှာကဒုက္ခတဏှာဒီကားလို့ဆိုရင်ဒုက္ခသစ္စာပေးလိုက်ထိတ်အောင်ပြအောင်ပေးတတ်တဲ့လောက်ပါဘယ်လိုလုပ်ပါလဲရှင်းအောင်လဲအောင်ချမ်းသာအောင်ပေးတဲ့အလုပ်ကတော့ဖြင့်ဆရာသမားနဲ့တကွာဘုရားဟောတော်မူတဲ့ပညာစခန်းတွေပေါ့ဗျာအဲ့တော့ပညာစခန်းကအမှန်ပြော냐ဆိုတော့တဏှာစခန်းကထိတ်အောင်လုပ်တာကိုခင်ဗျားတို့ကသူ့ဘက်လိုက်သွားတာတဲနာတယ်ဗျာတဏှာကတော့ဘာလုပ်တတ်ပါလိမ့်ထိတ်အောင်လက်အောင်လုပ်တတ်ဉာဏ်ကတော့ဖြင့်ရှင်းအောင်လင်းအောင်အဲ့တော့ဉာဏ်နောက်ကိုလိုက်မှမိမိတို့ချမ်းသာကြမယ်တဏှာနောက်ကိုလိုက်လို့ရှိရင်ဖြင့်အဲ့ဒါအိမ်တက်ကြလို့စဉ်းစား
ယုံနဲ့အိမ်မတက်လိုက်နဲ့ဆရာဘုန်းကြီးကမှားလိုက်တယ်ညာနဲ့အိမ်မတက်တယ်တဏှာနဲ့အိမ်မတက်နဲ့တဲ့ဥက္ကမောင်ဘယ်လိုမှားပါလိမ့်ဗျာတခါတည်းမှန်းတဲ့လှမ်းတဲ့စိတ်ကလေးဒီကားလို့ရှင်ဖြစ်ပြီးပြတ်တာပဲကြွတဲ့စိတ်ကလေးကိုချတဲ့စိတ်ကလေးကိုဒီကလည်းစိတ်ကလေးတွေရှုခြင်းရှုရုပ်ကလေးတွေဖောက်ပြန်မှုတွေရှုခြင်းရှုပြီးတကအဲ့ဒီလိုညာနဲ့တက်သွားပါဘယ်လိုမှမပြန်လာသေးဘူးလားခုတည်းတို့တောင်တရားနာပြန်လာသူတို့ကဘယ်သွားမှမသိသေးအဲ့ဒါအခက်ဆုံးပဲလို့လုံးမနေနဲ့အောင်ရိပ်မိဗလားခင်ဗျားတို့ကဒါပရိမစိတ်ကောင်းတာကြံဖန်စိတ်တယ်ဥက္ကမောင်စိတ်ဖူးကလားစိတ်ဖူးပါလေခိုင်းဒါဖြင့်အိမ်တက်ကိုတက်တတ်ကြပါဗလားဒီကပြန်တဲ့ခါကြလို့ရှင်းဖြင့်သေကံနီးတဲ့တက်ကြစမ်းပါသေကံဝေးတွေအတွက်ထည့်ပြီးမစင်းစားပါနဲ့ဘယ်လိုတက်ရမလဲသေကံနီးတဲ့တက်ရမယ်သေကံနီးတဲ့ဆိုတာငါသေတော့မှမြန်မြန်လုံးမှကိုရေးကိုဆိုပြီးငါဒီဘက်ခါကလာမှသတိပဋ္ဌာန်ကိုမလွတ်တော့ဘူးဆိုပြီးသေကံနီးတဲ့တက်ကြစမ်းပါဒီတိုင်းတက်ရင်သေကံဝေးတဲ့တွတ်တဲ့အဓိပ္ပာယ်ရောက်လိမ့်မယ်သေကံဝေးတွေအတွက်စဉ်းစားတက်သွားလို့ရှိရင်ငါးပါးမှောက်မှာစိုးလို့ကဲဆုံးမတာဖြင့်တော်တော်သိပြီမဟုတ်လားကဲတရားဓမ္မတွေငါသည်မုတ်ချတရားမီချိန်မင်းသာလူတော့သည်ဆိုတာကိုလေညကိုနှလုံးသွင်းပြီးတခါတည်းမြန်မြန်လုပ်ပြပါနော်ဒါတော့ကောင်းလို့မြန်မြန်လုပ်ပါ